မုံ skin care နဲ့ပတ်သက်ပြီးတော့ချက်ပေါက်မှာမေးရအများဆုံးမေးခွန်းတစ်ခုကသုံးလို့ကောင်းပြီးတော့ဈေးတက်တာတဲ့ skin care လေးရှိလားဆိုတာမေးရများရပေါ့နော်ဆိုတော့တကယ်တော့အဆင်ပြေရဲ့ skin care set လေးကို review လုပ်ပေးမှာဖြစ်ပါတယ်ညတိုင်း skin care မလုပ်ခင်မှာမဖြစ်မနေလုပ်ရမှာတော့တပတ် cleansing လုပ်ရမှာပေါ့နော်ဒီ raw ဘိုင်းကတော့ Make in Japan product ဖြစ်တဲ့ Japan B20 Maishuku brand ရဲ့ Momotani Clear Cleansing Lotion ကိုသုံးပါတယ်။ဘာ makeup ဖြတ်တာလဲပြောင်းနေ။ liner ဆိုတစ်ခါလဲပြောင်းနေ။ပြီးတော့ဝမုံတော့ရမျက်နှာဆက်တာတွေဘာလည်းမရှိဘူးပေါ့နော်။ Momotani တွေက face wash တွေတော့အရန်စင်ပြေ။မျက်နှာကိုရေတက်လေးပဲဖြည့်ပြီးမှဆိုတော့ဒီ 7 ring ထဲက moisture အတွက်အပန်းရောင်လေးသုံးလိုက်ပါမယ်။ဝက်ချန်တမှာတော့ဒီခဲအောင်လေး brush လေးသုံးလို့ရတယ်ပေါ့နော်။ပြီးလို့ရှိရင်တော့ green aloe vera ရဲ့ထုံနာစပိုင်းပါမယ်။ထုံနာလုံးဝရှိလို့ပဲဒီလိုမျက်နှာပေါ်တင်လိုက်တာနဲ့စီကြရဲကက်စီလုံးဝမရှိလိမ့်လိုက်တာနဲ့ချက်ချင်းမျက်နှာပေါ်မှာအေးလေးဖြစ်သွားပြီးတော့ fresh ဖြစ်တဲ့အနံ့လေးတို့ရဲ့အနံ့လေးကအခုမုံထုံနာတစ်မျိုးပဲလိမ့်လိုက်တည်းမျက်နှာတော်တော်လေးဝင်သွားတိတက်တာမျက်နှာပို့ပြီးတော့ဆိုသွားမနက်ပိုင်းဆိုလို့ရှိရင်တော့ဝမုံကထုံနာလိမ့်ပြနဲ့တခါလေဒီရဲ့နှုတ်ရည်ကိုလိမ့်ပါရဲ့သွားနှုတ်ရည်ဆိုပေမဲ့လိမ့်လိုက်တယ်ဆိုလို့ရှိရင်အဲ့လိုထူထူပဲမိန်တော့ဖြစ်မသွားဘူးပေါ့နော်ပြီးတော့အရန်ကက်စီလည်းမဖြစ်ဘူးထုံနာလိမ့်ပြတဲ့အချိန်မှာမျက်နှာပေါ်မှာရှိနေတဲ့အဆိုတက်ကိုဒီရဲ့နှုတ်ရည်နဲ့ပြန်ထိမ့်မိရပေါ့နော်ဒီရဲ့နှုတ်ရည်လည်းအရန်စိတ်ဝင်ရလွယ်တကယ်လို့ dry skin ဆိုလို့ရှိရင်တော့နည်းနည်းထူထူလေးလိမ့်လို့ရတယ် oily skin ဆိုလို့ရှိရင်တော့ဒီလိုပပလေးလိမ့်လိုက်နဲ့လုံလောက်ပြီပေါ့နော်ခုမျက်နှာကတော့ပိုပြီးတော့ဆူဆူလေးဖြစ်သွားတယ်မမနက်ပိုင်း essence မသုံးတာကြတော့ makeup ပြင်ဖြစ်တာများလို့ပေါ့နော် foundation မလိမ့်ခင်မှာမျက်နှာပေါ်မှာ skin care အများကြီးလိမ့်ထားရဲဆိုလို့ရှိရင်600လည်းမလွယ်ဘူးပြီးတော့အစီပြန်ရလွယ်ပြီးလို့ရှိရင်မျက်နှာချွေးပေါက်ပိတ်နေရလို့ခံစားရတာပေါ့နော်ဒီ skin care set ထဲမှာ toner နဲ့အရန်ခွဲရခက်တဲ့ serum ရှိတယ်ပေါ့နော်သူကဒီတိုင်းပဲကျင့်သိမ့်သိတာဘေးကနေကျင့်တော့သိတာtoner ကကြတော့ဒီလိုကြဲကြဲလေးပေါ့နော်ဒါကတော့နည်းနည်းလေးဖြစ်တယ်ဝတ်မုံလိုမျိုး oily skin ဆိုလို့ရှိရင်တော့ essence ကိုညမှာပဲသုံးပေါ့နော်essence ကကြတော့လိမ့်လိုက်တာနဲ့ခုနထုံနာလိုမျိုးချက်ချင်းစီးမကြတော့သွားကြတော့အစီနည်းနည်းလေးပို့ပါတယ်လိမ့်လိုက်လို့ရှိရင်အဲ့လိုချောလေးဖြစ်သွား skin care လိမ့်တဲ့ချိန်ဆိုလို့ရှိရင်အကောင်းဆုံးကကြတော့ထုံနာလိမ့်လို့ရှိရင်ထုံနာလုံးဝစိတ်ဝင်သွားမှာနောက် test step တစ်ခုလိမ့်ပေါ့နော်အခုက essence လိမ့်လို့ရှိရင် essence ကနည်းနည်း6သွားမှာနောက် test step ကိုလိမ့်ပါမယ်ရေလိုမျက်နှာ6တဲ့တဲလေးဆိုလို့ရှိရင်တော့ဒီရဲ့ cream နဲ့တွေ့သုံးတာပို့ပြီးတော့အဆင်ပြေကိုရှိတက်ကိုပို့ပြီးတော့ထိန်းနိုင်တယ်ပေါ့နော်နှုတ်ရည်နဲ့ဆိုင်လို့ရှိရင်တော့မောကကြတော့ cream ကိုညမှသုံးဖြစ်တာများတယ်ပြီးလို့ရှိရင်ဝမောကဒီရဲ့ cream ကိုနီလောင်တန်ခံထားရဲ့ချိန်လို့ရှိရင်လည်းအသားကြီးအရန်ခြောက်နေတဲ့ချိန်လို့ပြီးတော့အေးပြတ်ထားတဲ့ချိန်လို့ဆိုလို့ရှိရင်မျက်နှာအရန်ခြောက်နေတာပေါ့နော်အဲ့လိုချိန်မှာဆိုလို့ရှိရင်တော့နည်းနည်းထူထူဒီလိုလေးလိမ့်ပြီးမှအိတ်လိုက်တယ်နောက်တရက်ထားလာဆိုအရန်တက်တာပါoily skin တွေနဲ့ဆိုလို့ရှိရင်လည်းအဲ့လိုပပလေးတစ်ထပ်လိမ့်ပြီးတော့အိတ်ပြီးထလာတဲ့အချိန်မှာမျက်နှာလေးညပဲဒီရဲ့ green aloe vera skin care series ကကြတော့သူက 100% organic စိုက်ထားရဲ့ရှာဆောင်လာပပရဲပြီးတော့ hyaluronic စပါရဲ collagen မှာမွန်တပတ်နှစ်ပတ်လောက်ပဲသုံးရတဲ့အချိန်မှာမျက်နှာတီးတီးတတပို့ပြီးတော့ဆိုသွားရဲ့ပြီးတော့ပို့ပြီးတော့ဝင်လာလို့ခံစားရတယ်ပေါ့နော်ပြီးတော့မျက်နှာပေါ်မှာရှိရဲ့ချွေးပေါက်တွေလည်းနည်းနည်းလေးတက်တာပါလို့ခံစားရတယ်ပုံမှန်ရဲ့ night time skin care routine ကပြီးသွားပါပြီဈေးတင်နဲ့300အဆင်ပြေ skin care set လေးဆိုလို့ရှိရင်တော့ဒီ Make in Japan product တွေက Maishuko brand ရဲ့ Green Aloe Vera series ကိုစမ်းသုံးကြည့်လို့ရပါတယ်